နောက်တစ်ခုရှာဖွေတွေ့ရှိတာ Halliwell Provincial Park မှာလမ်းလျှောက်ပြီးသွားတော့ဒီဘက်မှာ Whaling Station Bay ဆိုတာတွေ့ပါတယ်။ဒါမှလာပါတယ်နောက်ထပ်ဒီဘက်မှာကျတော့ Bed and Breakfast Cottage လေးတွေ Cabin လေးတွေများတယ်။ကြည့်ရတာဒါအကုန်လုံးငားတဲ့ဟာတွေပဲဖြစ်မယ်။ဒီဘက်ကကြည့်ရလို့တိတ်မတိဘူးထင်တယ်။ဘယ်လိုလဲမရဘူး။ဒီနည်းနဲ့လေးပဲဒီအရေးရတော်တော်ကြီးတယ်နေ့လေတနာရီ33မှာ It's like a aurora northern lights It's not a rainbowကျွန်တော်အပြန်လမ်းမှာ Art by Nature တက်သားတွေကိုထွင်းထားတာရှိပါအောင်လှလိုက်တာသူအထဲကိုတော့ပေးမဝင်ဘူးအပြင်ကနေပဲကြည့်ရတယ်ဒီမှာငှက်ကလေးဆိုတော့ကိုဒီကိုဝိုင်းနေနေမှာကိုစက်တယ်လုပ်လို့ရတယ်နော်အထီးကိုင်းမှာတစ်သားလေးတွေနဲ့ဖန်ချောင်းလေးတွေနဲ့လောက်ထားတစ်ကိုင်းလေးတွေကိုပဲ arts လောက်ထားတာတက်နိုင်တယ်လို့သဘာဝအတိုင်းဘာမှမပြုတ်ပြင်မဲနဲ့ဒါဒေါင်းပုံစံမျိုးတစ်ကိုင်းနဲ့ဒီဇိုင်းလေးလိုပဲပြန်ပါပြီရှင်ပြန်ပါပြီ on the way homeအချိန်နဲ့ရသေးတာကြောင့် Qualicum Beach ကိုဝင်ပါတယ်ဒီမှာနေလေစားစားကြမယ်မှာကမ်းခြေမှာနော်ကမ်းခြေမှာစာဖတ်တဲ့လူတွေအတွက်ဒီမှာ library လေးထားပြီးရယ်ဒီကစားဖို့အတွက်ကစားပြီးရင်ပြန်ပြီးတော့
ဟာဒီနေရာတော့အပြန်လန်းကနေလေစားတယ်စားလိုက်ပါဦးမရှင်ကျွန်တော်နောက်ဆုံးအိမ်ရောက်ဖို့ ferry ဆက်ပြီးညနေစာဒါလေးနဲ့အဆုံးသတ်ပါမယ်